အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီချေတို့ proposition လေးတွေအကြောင်းကိုတူတူပြောကြကြရအောင်အဲ့ဒါဆိုလို့ရှိရင် proposition ဆိုတာဘာလဲကနေစမယ်ဟုတ်ပြီနော်အဲ့တော့ဒီ proposition ဆိုတာကဒီချေတို့ကဒီ nouns နေဒါမှမဟုတ် pronouns တွေကို pronouns နေရဲ့နေရာကိုအတိအကျညွှန်းနေတယ်ဒီချေတို့က proposition ကိုသုံးရတယ်နောက်တစ်ခုကဘာလဲဆိုတော့အချိန်တွေကိုပြောတဲ့အချိန်မှာလည်းဒီချေတို့က proposition တွေကိုသုံးရတယ်နောက်တစ်ခုက movement နေဟုတ်ပြီနော် movement လှုပ်ရှားသွားလာနေတဲ့ဟာတွေဟုတ်ပြီနော်ဥပမာဘာရှင်းနဲ့သွားတာလဲဘယ်ကိုသွားတာလဲအဲ့ဒါဆိုခုဒီချက်ပြောသွားတဲ့စကားလုံးထဲမှာတော့မပါပါလေဘယ်ကိုသွားတာလဲဘာနဲ့သွားတာလဲဆိုတဲ့စကားလုံးတွေဆိုလို့ရှိရင် movement ကိုပြောတဲ့အခါမှာဒီချက်က to လို့ဘာလို့လည်းပြောတာမျိုးပေါ့ဟုတ်ပြီနော်ဒါပေမဲ့အခုဒီနေ့ဒီချက်တို့လုံးမှာကဒီချက်တို့လေ့လာမှာကကြတော့ဒီ proposition ကိုမှနေရာတွေအကြောင်းပေါ့နော်ခုနက nouns နေ pronouns နေရဲ့နေရာတွေအကြောင်းကိုပြောတဲ့အခါမှာသုံးတဲ့ proposition လေးတွေကိုဒီချက်တို့တူတူပြောကြည့်ကြရအောင်အဲ့တော့အခုဒီမှာဗီဒီယိုလေးလည်းပြထားပါမယ်အဲ့ဗီဒီယိုလေးကိုလည်းကြည့်လိုက်ပါအောင်အခုဒီမှာ proposition of place ပေါ့နော်ဒီနေရာလေးတွေအတွက် proposition လေးတွေကိုဒီချက်ပြထားတယ်အဲ့တော့ဒီ grade 5သင်ခန်းစာမှာဆိုလဲပါတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ next to ရဲ့အဓိပ္ပာယ်ဆိုရင်တော့ B မှာ in front of ဆိုရင်တော့အရှေ့မှာ behind ဆိုရင်အနောက်မှာပြီးလို့ရှိရင် between ဆိုရင်ကြားမှာ in ဆိုရင်အထဲမှာ on ဆိုရင်အပေါ်မှာ under ဆိုရင်အောက်မှာအဲ့ဒါလေးတွေတော့ကလေးတို့သိနေရမယ်ခုအဲ့ဒါဆိုရင်ဒီချက်နဲ့တူတူဒီ proposition လေးတွေကိုတူတူလုပ်ကြည့်ကြရအောင်နော်ကဲဟုတ်ပြီဒါဆိုရင်ဒီကျေတော့ဒီနေ့ proposition of places လေးကိုစကြရအောင်အဲ့အတွက်ကြောင့်မလို့ဒီချက်ကဒီမှာ box ရဲ့ပြီးလို့ရှိရင် ball ပြီးရင်ပြီးလို့ရှိရင် carrot လေးရဲ့ပြင်ဆင်ထားတယ်ဘာလို့လဲဆိုတော့နေရာတွေအကြောင်းပြောမှဖြစ်တဲ့အတွက်ဒီလိုမျိုးလေးတွေနဲ့ဥပမာပြမယ်ဟုတ်ပြီနော်အဲ့ဆိုရင်ကဲပထမဆုံးစကားလုံးကဘာလဲလေ next to ဆိုတဲ့စကားလုံးလေးဟုတ်တယ်နော်အဲ့တော့ next to ဆိုတဲ့အတွက်ကြောင့်မလို့အဓိပ္ပာယ်ကလည်းဘေးမှာဟုတ်ပြီနော်အဲ့တော့ကြောင့်မလို့ရှေ့ခဏလေးမလိုတဲ့ပစ္စည်းတွေခဏထားလိုက်အောင်မယ်အဲ့တော့ခုဒီမှာဘောပင်လေးကိုဒီချက်ကဘောက်စီရဲ့ဘေးမှာရှိပါတယ်လို့ပြောချင်တယ်ဟုတ်ပြီနော်အဲ့တော့ပြောကြည့်ရအောင် sentence လေးရောလုပ်ကြည့်ရအောင်ဆိုလို့ရှိရင် the pen is next to the box အဲ့လိုမျိုးလေးပြောမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်နောက်ထပ်တစ်လုံးကကျတော့ in front of ရဲ့အဓိပ္ပာယ်ကရှေ့မှာဟုတ်တယ်နော်အဲ့တော့အခုဒီမှာဒီချက်နဲ့ proposition လေးတွေလိုက်လုံးမယ်ပြီးလို့ရှိရင် sentence လေးလည်းပြောကြည့်မယ်ဟုတ်ပြီနော်ကဲရှေ့မှာဆိုတဲ့အတွက်ကြောင့်မလို့ဒီချက်ရှေ့မှာထားလိုက်ပြီဟုတ်ပြီနော်အဲ့တော့ရှေ့မှာထားလိုက်ပြီပြီးလို့ရှိရင်ခုပြောကြည့်မယ်ဘောပင်နေရ box ရဲ့ရှေ့မှာရှိပါတယ်ဆိုလို့ရှိရင် the pen is in front of the box အဲ့လိုမျိုးလေးပြောမယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုကကျတော့ behind ရဲ့အဓိပ္ပာယ်ကနောက်မှာဖြစ်တဲ့အတွက်ဒီချက်ကဘောပင်ကိုအနောက်မှာထားလိုက်မယ်ဟုတ်ပြီနော်ကဲအနောက်မှာလည်းထားလိုက်တဲ့ sentence လေးလည်းလုပ်ပေးပါအောင်ဘောပင်ကbox ရဲ့အနောက်မှာလို့ပြောချင်တယ်ဆိုရင် the pen is behind the box အဲ့လိုလေးပြောမယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်နောက်တစ်ခုက between ဆိုတဲ့စကားလုံးလေးပါ between ဆိုတာကြားမှာလို့ပြောတဲ့အတွက်ကြောင့်မလို့ object နှစ်ခုရှိရမယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ဒီချက်ကခုနကခဲတံလေးကိုပြန်ယူလိုက်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ခုဒီမှာဘောပင်လေးကခဲတံနဲ့ box ရဲ့ကြားမှာရှိနေပြီဟုတ်တယ်နော်အဲ့ဒါကို sentence လေးနဲ့တစ်ချက်လိုရေးကြည့်ရအောင်ဘောပင်လေးကဆိုတော့ the pen ဟုတ်ပြီနော်ဂျားမှာရှိပါတယ် is between ဘယ်ဂျားမှာလဲ the box and the pencil အဲ့လိုမျိုးဒီပြောလို့ရတယ်အဲ့တော့ sentence အပြည့်စုံဆိုရင် the pen is between the box and the pencil ဟုတ်ပြီနော်ဒါမှမဟုတ်ရှင်နောက်ထပ်တစ်ခုကပါလဲဆိုလို့ရှိရင် object တစ်ခုကိုပြန်လေးလို့ရတယ်ဟုတ်ပြီနော်ပြောကြည့်မယ် the pen is between the pencil and the box အဲ့လိုလေးပြောလို့ရပါတယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုက in ဆိုတဲ့စကားလုံးလေးအဲ့တော့ in ဆိုတဲ့အတွက်ကြောင့်မို့လို့ဒီကျေတော့တခါလေးပဲတို့ရဲ့ပစ္စည်းလေးကိုပြန်ထားလိုက်အောင်မယ်အဲ့တော့တခါလေးဒီချက်ကဘောပင်ကို box ထဲထည့်လိုက်ပြီးအဲ့ဟာလေးကိုပြောကြည့်ပေးပါအောင် the pen is in the box ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်နောက်တစ်ခု on ပေါ့နော် on ဆိုတော့အပေါ်မှာဆိုတော့ကဲခုဒီမှာဒီချက်တခါလေးတင်လိုက်ပြီးအဲ့ဒါဆိုရင်ပြောပြပါအောင် the pen is on the box ဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်နောက်ဆုံးတစ်ခုက under ပါ under ရဲ့အဓိပ္ပာယ်ကအောက်မှာအဲ့တော့အောက်မှာဆိုတဲ့အတွက်ကြောင့်မလို့ဒီချက်ဘောပင်လေးကိုအောက်မှာထားလိုက်တယ်အဲ့ဒီအတွက် sentence လေးလည်းပြောပြပါအောင် the pen is under the box အဲ့လိုလေးပြရပါမယ်ဒါဆိုလို့ရှိရင်ဒီနေ့ဟုတ်ပြီနော်ဒီ places လေးတွေအတွက် proposition လေးတွေကို
ကိုဗီဒီယိုလေးလုပ်ပြီးပါပြီအဲ့အတွက်ကြောင့်မလို့အဆုံးထိကြည့်ပြအတွက်လည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့အခုဒီကြည့်တဲ့သူတွေရောတကယ်လို့ဖြည့်ခြင်းတဲ့ကလေးလေးတွေရောပေါ့နော်ဖြည့်ခြင်းတဲ့သူတွေရောရှိခဲ့မယ်ဆိုရင်အင်စာလေးတစ်ခုအနေနဲ့ပေးချင်ပါတယ်အဲ့ဒါလေးကိုလိုက်ပြီးတော့လုပ်ပေးပါအောင်ဒါကြောင့်မလို့အဲ့အင်စာလေးကတော့ခဲတဲ့ကဒီပစ္စည်းနှစ်ခုရဲ့ကြားမှာရှိတယ်ဆိုတာလေးကိုရေးပေးခဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်